ဘဝတဏှာကိုလေးလာသုံးသပ်ခြင်းနဲ့ဒီဘဝတဏှာဆိုတဲ့စကားလုံးမှာပါဠိစကားလုံးဖြစ်ပြီမဲ့လို့မြန်မာလူမျိုးတွေနဲ့အကျွမ်းဝင်ရင်းနှီးပြီးသားစကားလုံးဖြစ်ပါတယ်သဘာဝတရားအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေဒီကနေ့ကြည့်ဘုန်းကြီးတို့တွေဘဝထဲမှာရှိနေတာထောက်လို့ရှိရင်ဘာရှိလို့ပြောရမှာတော့ဘဝတဏှာရှိနေလို့တရစကြပါဠိတော်ကိုလေးလာကြည့်လိုက်တဲ့အခါကျတော့တဏှာကိုမြတ်စွာဘုရားကဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်တဲ့အကြောင်းတရားလို့ဒီလိုဟောတာနော်ဒုက္ခလို့ဆိုလိုက်လို့ရှိရင်လူတွေကဘာသွားမြင်ကြတုံးဆိုအများအားဖြင့်ဒုက္ခလို့ဆိုတာဟာတခါတည်းလူတွေညီးတဲ့ဒုက္ခနော်ခေါင်းကိုက်လို့နေထိုင်မကောင်းလို့အဲ့ဒီဒုက္ခကအမြဲတမ်းဒုက္ခဟုတ်ကဲ့မဟုတ်ဘူးနော်အိုခြင်းလို့နာခြင်းလို့သိခြင်းလို့ဆိုတဲ့ဒုက္ခတွေအဲ့ဒီဒုက္ခတွေအပြင်မှာဒုက္ခလို့ပြောရတဲ့အရာတွေဟာဘယ်နှမျိုးရှိလဲလို့ဆိုလို့ရှိရင်ဒုက္ခ၃မျိုးရှိတယ်ဆိုမှတ်ထားဒုက္ခ၃မျိုးကနံပါတ်၁ကဒုက္ခဒုက္ခဆိုတဲ့အတိုင်းတကယ်ဆင်းရဲတဲ့ဒုက္ခကိုဒုက္ခလို့ခေါ်တယ်နော်တခြားဒုက္ခမဟုတ်ဘူးသူကဒုက္ခဆိုတဲ့အတိုင်းတကယ်ဆင်းရဲတဲ့ဒုက္ခဘာတွေတုံးလို့ဆိုလို့ရှိရင်ဒီကောင်းကြိုက်တာတို့ဖြားတာတို့ခန္ဓာကိုယ်တဏှာကနားနေတာတို့စိတ်မချမ်းသာဖြစ်တာတို့စာပေလို့ပြောမယ်ဆိုလို့ရှိရင်ကာယကဒုက္ခလို့ခေါ်တဲ့ဒုက္ခသဟကုတ်ကာယဝိညာဉ်စေတသိကဒုက္ခလို့ခေါ်တဲ့ဒေါသမူလစိတ်အဲ့ဒီ၃မျိုးကိုဒုက္ခလို့ခေါ်တယ်အဲ့ဒီဒုက္ခကလူတိုင်းသိကြတယ်လူတိုင်းလည်းညီးကြတယ်မညီးဘူးလားစိတ်ဆင်းရဲလိုက်တာတဲ့မပြောကြဘူးအဲ့ဒီဒုက္ခတော့လူတွေကမကြိုက်တာတော့သိကြတယ်နော်အဲ့ဒီဒုက္ခကိုလူတွေကသိတယ်ကောင်းကြိုက်တယ်တွားကြိုက်တယ်ခန္ဓာတယ်ဖြားတယ်ဆင်မပြေဘူးအဲ့ဒီဒုက္ခမျိုးတွေခန္ဓာကိုယ်နေလို့ထိုင်လို့ဆင်မပြေတာကာယကဒုက္ခခန္ဓာကိုယ်ထဲမှာနာရကျင်နာကြိုက်တာခဲတာကာယကဒုက္ခစိတ်ထဲမှာအလိုမကျဖြစ်နေတာကအစစိတ်ရှင်းနေတာကစေတသိကဒုက္ခတဲ့အဲ့ဒီဒုက္ခဟာပြောတဲ့အတိုင်းတကယ်ဒုက္ခဖြစ်လို့ဒုက္ခလို့ခေါ်ပါတယ်အဲ့ဒီဒုက္ခမှာလည်းပဲဆိုင်ရာအကြောင်းတရားရှိတယ်ပေါ့အဲ့ဒီဒုက္ခကိုဖြစ်စေတာလည်းပဲပြောမယ်ဆိုရင်တဏှာဟာမူလအကြောင်းတစ်ခုပဲပေါ့နော်ဒါကိုတပည့်စကြာမှာမြတ်စွာဘုရားကဒုက္ခသမုဒယလို့ခေါ်တာဒုက္ခအလုံးရဲ့ထုတ်လုပ်တဲ့အရင်ကံအကြောင်းတရားလို့ပြောတယ်တခုတည်းတော့မဟုတ်ဘူးပေါ့သို့သောဒီတဏှာဟာအဓိကဖြစ်တယ်နောက်ဒုက္ခတစ်မျိုးကဘာလို့ဆိုလို့ရှိရင်ဝိပရိနာမဒုက္ခပြောင်းလဲသွားတဲ့ဒုက္ခပြောင်းလဲသွားလို့ဆင်းရဲရတာဘာလဲလို့ဆိုလို့ရှိရင်လူတယောက်ဟာပျော်ရွှင်နေတယ်ခန္ဓာကိုယ်နေလို့ထိုင်လို့ကောင်းနေတယ်နေလို့ထိုင်လို့ကောင်းတာရဲ့စိတ်ပျော်နေတာရဲ့ဒုက္ခဝေဒနာလို့သတ်မှတ်တယ်ချမ်းသာတယ်ပေါ့ကာယကဒုက္ခခန္ဓာကိုယ်နေလို့ထိုင်လို့ကောင်းတယ်စေတသိကဒုက္ခစိတ်ထဲမှာပျော်ရွှင်ချမ်းမြေ့တယ်အဲ့ဒီဒုက္ခဟာသာဝရလားဆိုသာဝရမဟုတ်ခဏပဲရကြဟုတ်ကဲ့ခန္ဓာကိုယ်ချမ်းသာတာဆိုတာလေခဏစိတ်ချမ်းသာတာဆိုတာလည်းအမြဲတမ်းမဟုတ်ဘူးစိတ်ဆင်းရဲစရာနဲ့မကြုံဘူးလားအဲ့ဒီဒုက္ခဝေဒနာဆိုတာအပြောင်းအလဲတွေရှိတတ်တဲ့အတွက်ကြောင့်အဲ့ဒီဒုက္ခဝေဒနာကိုမြတ်စွာဘုရားကဝိပရိနာမဒုက္ခတဲ့ပြောင်းလဲတတ်တဲ့ဒုက္ခပဲဒါလည်းဒုက္ခတစ်မျိုးပဲလို့ဆိုတယ်ဟုတ်ကဲ့အဲ့ဒီဒုက္ခကတော့လူတွေကသိပြီးတော့ဒုက္ခလို့မသိဘူးဒုက္ခလို့မသိတဲ့ဒုက္ခပဲလူတွေကချမ်းသာလို့ထင်နေတဲ့ဒုက္ခကိုပဲမြတ်စွာဘုရားကဒီနေရာမှာဝိပရိနာမဒုက္ခလို့ဟောတာ
အဲ့ဒီဝိပရိနာမဒုက္ခရဲ့အကြောင်းတရားဟာလည်းကြည့်လို့ဆိုရင်ဒီတဏှာပဲပေါ့နောက်ဒုက္ခတစ်ခုကဘာလို့ဆိုရင်သင်္ခါရဒုက္ခသင်္ခါရဆိုတာအကြောင်းတရားတွေကဖန်တီးထုတ်လုပ်ထားတဲ့ရုပ်တရားနာမ်တရားတွေအားလုံးနောက်ဆုံးမှာခံစားချက်နဲ့ပြောမယ်ဆိုလို့ရှိရင် indifferent feeling လို့ခေါ်တဲ့ဥပိ္ပခဝေဒနာချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးစัจ जा နှစ်ခုစัจ जा မှာဖြစ်တဲ့ခံစားမှုမထင်ရှားတဲ့ဥပိ္ပခဝေဒနာနဲ့ရုပ်တရားနာမ်တရားချမ်းသာတဲ့အားလုံးကိုသင်္ခါရဒုက္ခလို့ခေါ်တယ်သင်္ခါရဆိုတာအကြောင်းတရားတွေပေါ်မှာမြည်တည်နေရတယ်အကြောင်းကောင်းရင်ကောင်းမယ်အကြောင်းပြည့်ရင်သူတို့လည်းပြတ်သွားမယ်ဟောအကြောင်းပေါ်မှာမြည်တည်နေရတဲ့အတွက်ကြောင့်အကြောင်းကမတည်မြဲတော့သူတို့လည်းမတည်မြဲဘူးပေါ့အဲ့ဒီသင်္ခါရဒုက္ခဆိုတာအကြောင်းတရားတွေကပြုပြင်ထားတဲ့အတိုင်းဖြစ်နေရတာဖြစ်သောကြောင့်မမြဲတဲ့အရာတွေဒါကြောင့်မို့သဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရဒုက္ခလို့ခေါ်တဲ့အတိုင်းပဲသူ့ကိုသင်္ခါရဒုက္ခလို့ခေါ်တာပေါင်းကြည့်လိုက်တဲ့အခါကျတော့ဒုက္ခလို့သတ်မှတ်စရာတွေဟာအကုန်လုံးဟာဒုက္ခတွေထဲမှာဝင်သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟောတာငါဒုက္ခနဲ့ဒုက္ခនិရောဓနှစ်မျိုးပဲဟောတယ်ဒုက္ခင်စေဝပညာပေးမိဒုက္ခនិရောဓင်္စလို့အနုရဒတုတ်မှာဒုက္ခနဲ့ဒုက္ခនិရောဓဒီနှမျိုးပဲရှိတယ်အလုံးဟာရှင်းတတ်เสียမကောင်းတဲ့ဒုက္ခတွေကြီးပဲလူတွေကရှင်းတတ်เสียကောင်းတယ်လို့ထင်လိုက်လို့ရှိရင်ဘာဝင်လာတဏှာဝင်လာတာပဲဒါကြောင့်မို့မြတ်စွာဘုရားကအလုံးဟာဒုက္ခအဲ့ဒီဒုက္ခတွေကိုထုတ်လုပ်နေတာဘယ်သူလဲလို့မေးလို့ရှိရင်တဏှာပဲတကယ်စကြာပါဠိတော်မှာဒါကြောင့်မို့ယာယံတဏှာပောနုဘဝိခာဒီတဏှာဆိုတဲ့သဘာဝတရားဟာဘဝအတိတ်ကိုဖြစ်စေထပ်တလဲလဲဖြစ်စေဘဝတစ်ခုဟာအဆုံးသတ်သွားလိုက်တာဟာနောက်တစ်ခုပြန်စခြင်းပဲပြီးဆုံးခြင်းဒီနောက်တစ်ခုစတင်ခြင်းပဲဘယ်တော့မှစင်ဆက်ပြတ်သွားတာမရှိပေါ်လို့ဘဝိကထပ်ပြီးဘဝတွေကိုဖြစ်စေနေတယ်နန္ဒီရာကဘာဂတာနှစ်သက်တယ်ဆွဲလန်းတယ်ဆိုတဲ့အခြေအနေတွေပါတယ်ဒီတဏှာရဲ့သဘာဝတရားတွေဟာအာယုန်နဲ့တွေ့ရင်သဘောကျတယ်ထိုအာယုန်ပေါ်မှာဆွဲမဲ့တယ်ဆိုတဲ့သဘာဝတရားတွေနဲ့ရှင်တွဲနေတယ်တတ္တရာဘိနန္တိနေမြင်ကြအာယုန်တွေ့လိုက်လဲစိုက်လိုက်တာပဲကြားကြအာယုန်နဲ့တွေ့လိုက်လဲနှစ်သက်လိုက်တာပဲအနတ်နဲ့တွေ့လိုက်လဲပဲနှစ်သက်လိုက်တာပဲနော်တာယာတဲ့ကောင်းမြတ်တဲ့အရာသာလေးနဲ့တွေ့လိုက်လဲနှစ်သက်လိုက်တာပဲကောင်းမြတ်တဲ့အထီးလေးနဲ့တွေ့လိုက်နှစ်သက်လိုက်တာပဲတတ္တရာဘိနန္တိနေဘယ်အာယုန်ပဲလာခုံမြင်နှစ်သက်မှုဖြစ်စေဟောအဲ့ဒီလိုဖြစ်စေနေတဲ့ဒီတဏှာတွေဟာဘယ်နှမျိုးလုံးဆိုမြတ်စွာဘုရားတေယထိထံကာမတဏှာဘဝတဏှာဝိဘဝတဏှာလို့တဏှာသုံးမျိုးခွဲဟောတာကာမတဏှာဆိုတာလိုချင်စရာအာယုန်တွေကိုလိုချင်နေတာနော်မျက်စိကမြင်လို့ရတဲ့လိုချင်စရာအာယုန်နားကကြားလို့ရတဲ့လိုချင်စရာအာယုန်နှာခေါင်းနဲ့နမ်းရှုလို့ရတဲ့လိုချင်စရာအာယုန်နှစ်သက်စရာအာယုန်လျှာနဲ့လျှက်ရတဲ့နှစ်သက်စရာအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့နှစ်သက်စရာအာယုန်လို့ဆိုတဲ့လိုချင်စရာအာယုန်လေးနဲ့ပတ်သက်ပြီးတော့လိုချင်တတ်မဲ့မှုဆိုတာဒီပေါ်လာတယ်အဲ့ဒါကာမတဏှာလို့ခေါ်တယ်ဘဝတဏှာကြတော့ဘဝထဲမှာပျော်မွေ့တယ်နော်ဘဝဆိုတာဖြစ်နေတာဘဝဆိုတာဖြစ်နေမှု life existence လို့ခေါ်တယ်ဒီကံနဲ့လည်းပြန်တယ် life existence ဘဝထဲမှာဖြစ်နေကြအဲ့ဒီဖြစ်နေတာကိုပဲသဘောကျတယ်ဘာပဲဖြစ်ဖြစ်လူဖြစ်လိုက်နတ်ဖြစ်လိုက်နော်ဖြစ်နေရတာဘဝအဲ့ဒီဖြစ်နေရတဲ့ဘဝလေးကိုသဘောကျလိုက်တာဘဝတဏှာနောက်တစ်ခုကတော့ဘာပြောတော့ဆိုသာဝရဖြစ်နေမှုဆိုတဲ့အတွေးလေးနဲ့ရှင်တွဲနေစာလို့ပြောရင်တတ္တတဒိဋ္ဌိနဲ့ရှင်တွဲတယ်ဣတာနဲ့လစ်စင်းလို့ခေါ်တယ်တတ္တတဒိဋ္ဌိ
Tadra Deji Sura, no? Ayakathing Amere, Tavara Tishi, Kilo Yusare, Yusali. Yonama Denghara, the Aridama, Atta Sura, Eri Atta Sura, Atta Sura, Yaha, Tavara Tinere, Lusure, Yusere, Mayane, Atui, and Yentaku, Tadra Deji Lukon. Eri Tadra Deji, Duelare, Tanaha, Pawatanare. But what just on my job? Dunya Mamin and Kowago Sendachi, no? Kowago Sendachi. Never said that the body with Georgina. But what the number didn't need a Gogoria, never go yam, chop on that. Never Sura Kanari, Filari, Choyan Dwalo, a Johnny, Yat Dwalo, a Jose, Yat Dwabi, Hori Kanari. Pedoma, Machito, Tavara, Choyan Dwabi, Solution, what an I see the Gogoria, do ya? Chola. Melujan, never. Pelujama, never, Melujan also. Never Sura, Maoyahu, Madeyahu, Manayahu, or Edeluja, never, Melujan. All of them. Tavara and Ninja, Tavara Chanda, never, Brahman Duka. Never Sura, the great Chanda, Chanda Sura, the lonely Jari and do a DJ type. Eluja, never, Melujan. A never Sura, Bama Mashiro, Yudian and the Ari, Golong Chodwavi. So, do a big illusion. Big illusion, no. Never Sura. The game you are a solution, talk about it. I will chop for what and a candle here. A Drago, Tower of Kitchen needed. Tower of Kitchen needed a Drago for what and a look for. For what am I? Can't I add it? A Yada lady, the son of nine, and a water now with you. Tadra Deji Cinderella Tadamu Tavara Chindi Moon and Badavira Cinderella Tadamu for water. A weaver water Nasara Baro Noga Luria Hawaii Kuma, Sinabu, a Sinabu Hajaro, Hawaii machine, Goma Velo. For what came to Dara who Tadara, let's see it. Two sons, the Nasura, and Madame Tusan. No? The Kuma Doya and the Kula daughter are the pet up so listen, the pet of daughter. Tipping more up Yellow, Tipping kind of like not the kind of cool Lankaina, meow. The cool of Satan. It's a night of all, I told you. I am the cool, like now I am the cool serpent. Did the cool salad, now the cool win. We go water now. Chili that will make you get out of a jacket. Now, time machine either so that a drain it. Then now you, we go water now, look for it. Eddie, we go water now, tell you as in geometry. Being get out and now have Peroma Machitu so that also that taking Cinderella. That's why she did, Ada she did, Eddie Tatuaru, Ada so that they don't know Jamachito. Tavara Satya Dware look Dilo Yusa, Eddie Yusa and Batavi Duela at Dreda, we water now. Edo water now, she did, we water now, she did. Tabawana Patata. So let's see it out with the water for water now. So let the children of Jatwara, we water now. The look solo. Eddie of water now, look Sura. But one that Pataviro, select people be yet in nature at Tanamio. Eddie Tanamio, Verona Saga the Lelo, Piambiro, no John Langilosi, but what an I yet, a Satsura, Grimman Hope. Then the idea, non Sheila, the Gregor, but what an I yet, a Sal, shallow let him. And then we just have Yaga. But what an I told them, a hotter, she did. But what an I yet a Sasura? Shalomia Uri. Peduna, deep water and a Saturday. Eddie, you know, Machite Gulu, Joya Law, Yolu Yade, a Sasura, Shalom Uri. Namaya a Sa, Madina Busura, the way.
ဘဝတဏရဲ့အစကိုမသိနိုင်ဘူးလို့ဆိုတော့ဘုန်းကြီးတို့တည်းရဲ့တဏ္ဍမှာဖြစ်နေတဲ့ဘဝတဏရှည်ခြင်းတိုင်းရှည်လာခဲ့တာပေါ့အဲ့လိုရှည်ကြလာတဲ့တွေ့တာမှုတစ်ခုခြေဖြတ်ပြဖို့ဖြုတ်ပြဖို့ဖြတ်ပြဖို့ဆိုတာဘယ်ပါမလားမဟုတ်ဘူးနော်မတမ်းမခဲနေလို့ပြောဘဝတဏကိုယ့်ကိုယ်လေးနဲ့ထားကြည့်ဒါတွေကတရားဆိုတာ apply လုပ်တဲ့ခေါ် apply လုပ်တဲ့ဆိုကိုယ့်နဲ့ကိုယ်ဆက်ဟပ်ပြီးတော့ကြည့်တတ်တရားဆိုတာနာယုံနာရတာမဟုတ်ဘူးနာရင်လည်းပဲကိုယ့်ဘဝနဲ့ကိုယ်ဆက်ဟပ်ပြီးတော့ကြည့်အဲ့လိုဆက်ဆက်ကြည့်လာပြီးရင်ဒါတရားအားထုတ်တယ်လို့ပြောလို့ရတယ်နော် practice လုပ်တယ်ခေါ် apply လုပ်တယ်လို့လည်းပြောကြတယ်အဲ့ဒီလိုလုပ်ရင်းကနေပြီးတော့တမက်တခုရသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာတမက်တခုရတဲ့အသိဉာဏ်သူတွေရသွားဒါကြောင့်မို့လို့ဘဝတဏရဲ့အစဆိုတာရှားတွေ့ဖို့ခက်တယ်သို့တော့ဒီဘဝတဏကိုလေ့လာပြီးတော့ကြည့်လို့ရှိရင်ဘဝတဏဟာအကြောင်းမဲ့ဖြစ်နေတာလားသို့မဟုတ်အကြောင်းရှိသလားလို့မေးလို့ရှိရင်အကြောင်းရှိတယ်အဲ့ဒီအကြောင်းတွေကိုမရှာနိုင်ဘူးဆိုရင်ဒီဘဝတဏကိုဖယ်ရှားဖြစ်ဖို့လွယ်ပါမလားဆိုပါစို့လူတယောက်ယောဂတစ်ခုရှိတယ်အဲ့ဒီယောဂဟာဘာကြောင့်ဖြစ်တယ်လဲလို့ရောဂသမုဋ္ဌာနယောဂဖြစ်ခြင်းအကြောင်းကိုရှာမတွေ့ဘူးဆိုလို့ရှိရင်ထိုယောဂပြောက်အောင်လုပ်ဖို့မလွယ်ဘူးမဟုတ်လားမလွယ်ဘူးဥပမာသွေးတိုးယောဂရှိတယ်သွေးတိုးယောဂဘာကြောင့်ဖြစ်တာလဲမျိုးရိုးလိုက်ပြီးတော့ဖြစ်တာလားနော်မတည့်တဲ့အစာအာဟာရအနံကြောင့်ဖြစ်တာလားသို့မဟုတ်စိတ်ဖိစီးမှုကြောင့်ဖြစ်တာလားသို့မဟုတ်ကြောက်ကပ်ကြောင့်ဖြစ်တာလားသို့မဟုတ်နှလုံးကြောင့်ဖြစ်တာလားသွေးတိုးဖြစ်ခြင်းရဲ့အကြောင်းတွေမြောက်များစွာတယ်မသိနိုင်တဲ့အကြောင်းတော့ကြတော့ unknown cause လို့ခေါ်တော့မသိတဲ့အကြောင်းလည်းရှိတယ်မသိတဲ့အကြောင်းဆိုတာရှာမတွေ့လို့မသိတာပေါ့အကြောင်းမဲ့ဆိုတာတော့ဘယ်ဟာမှမရှိဘူးအကြောင်းကတော့ရှိတယ်ကိုတွေ့ကြမှတွေ့တယ်အကြောင်းကအဲ့ဒီအကြောင်းတွေထဲမှာအငံစားလို့သွေးတိုးဖြစ်တယ်ဆိုရင်အငံလျှော့ရင်သွေးတိုးပြောက်မှာပေါ့မပြောက်တယ်ဘူးလားပြောက်တယ်ဘာလို့လဲဆိုအကြောင်းတွေ့သွားတယ်လေအကြောင်းကိုရှာအကြောင်းကိုလျှော့ရမယ်အကြောင်းကိုခြေဖြတ်ရအကြောင်းကိုခြေဖြတ်ခြင်းဖြင့်အကျိုးတရားဟာရပ်သွားမှာပဲဒါသဘာဝပဲအဲ့ဒါကြောင့်လို့ဘဝတဏဆိုတဲ့ဒီဘဝပေါ်မှာတို့တွေ့တာနေတာထာဝရဖြစ်နေတဲ့အဖြစ်ပေါ်မှာတွေ့တာနေတာဘာဖြစ်လို့လဲဆိုတာကိုတော့ရှာလို့ရမယ်တဲ့ဒီဘဝတဏဟာဘယ်ဖြစ်ဘယ်အခါကာလကစလာတာလဲဘယ်ဘုရားလက်ထက်ကစတာလဲစတဲ့ဖြင့်ဘယ်တမိုင်းခေဥကစတယ်လဲလို့ဒီလိုခေဥရှာလို့တော့မတွေ့နိုင်ဘူးတဲ့ဟုတ်ကဲ့ဘဝတဏမပြောနဲ့ကိုလူတိုင်းဟာအမေဖေရှိကြတယ်မဟုတ်လားအမေရဲ့အစရှာလို့ရပါမယ်မရနိုင်ဘူးနော်မြတ်စွာဘုရားကအနမတက်ကတန်ရုံမှာဥပမာလေးတစ်ခုပေးထားတာရှိတယ်ဟောဒီကဘာမြေကြီးမှာရှိတဲ့မြေကြီးတွေကိုတဲ့ဇီဝတိလောက်အလုံးလေးတွေလုံးတဲ့မြေကြီးတွေနော်ဇီဝတိလောက်အလုံးလေးတွေလုံးပြီးတော့ပုံထားပြီးတော့အမေစရင်တွက်ကြည့်တယ်ဒါကအမေဆိုပြီးတော့တစ်လုံးချလိုက်နောက်တစ်ခါဒါကအမေရဲ့အမေတစ်လုံးချနောက်တစ်ခါဒါအမေရဲ့အမေဆိုပြီးတော့အမေစရင်ကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်တဲ့ဒီမြေကြီးကလေးတွေအလုံးလေးတွေကုန်းတာသွားမယ်အမေကကုန်းမှမဟုတ်သေးဘူးတဲ့ကုန်းနိုင်မှာမလားကုန်းနိုင်ဘူးလေပထမဆုံးအမေဆိုတာရှားတွေ့ပါမလားတွေ့နိုင်ဘူးပထမဆုံးအမေဘယ်လိုလုပ်ရှားနော်ပထမဆုံးအဖေရောရှားလို့ရပါမလားအနာမတက်ကဆိုတာအဲ့ဒါကြီးရှားမတွေ့တယ်လို့ပဲဘဝတဏဆိုတာဘယ်ခေတ်ဘယ်ခါကာလဘယ်ချိန်ကငါတဏမှာစဖြစ်လာတယ်လို့တော့ရှားလို့တော့မရဘူးတဲ့အဲ့တော့ရှားလို့မရတာတွေမရှားနဲ့ရှားလို့ရတာဘာလဲဆိုရင်ဘဝတဏဘာကြောင့်ဖြစ်တယ်လဲဆိုတာရှားလို့ရတယ်ဘာကြောင့်ဖြစ်တယ်လဲဆိုတာရှားပြီးရင်အဲ့ဒီအကြောင်းကိုရှောင်လိုက်ရင်ဘဝတဏဖြစ်လို့ရသွားပြီဟုတ်ကဲ့ဒါကအရေးကြီးဆုံးပဲဘာကြောင့်ဖြစ်တယ်လဲကအရေးကြီးတယ်ဘယ်တော့ကစဖြစ်တယ်လဲကအရေးမကြီးဘူးအရေးမကြီးတာကိုလူကတစ်ခါလိုက်ပြီးတော့အရေးကြီးနေကြတာတဲ့မှားယွင်းမှုလို့ခေါ်တာပေါ့ဒါ
မလိုအပ်တဲ့ဟာတွေလုံးနေမယ်မြတ်စွာဘုရားကဥပမာတစ်ခုပေးထားတာရှိတယ်လေအရေးကြီးတာနဲ့အရေးမကြီးတာနှစ်ခုရှိတယ်ဆိုပါစို့လူတယောက်မြမ်းမှန်လိုက်တယ်မြမ်းမှန်လိုက်တဲ့အခါကျတော့ခွဲစိတ်ကုသတဲ့ဆရာစီသွားပြီးဒီမြားကိုနှုတ်ရဟုတ်ကဲ့မြားဆူးသွားလို့ရှိရင်အဲ့ဒီမြားကိုနှုတ်ရခုခေတ်ဆိုလို့ရှိရင်သေနတ်ကြီးစံဝင်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီကြီးစံကိုထုတ်ပြဖို့ကအရေးမကြီးဘူးလားကဲအဲ့ဒါကိုအရေးကြီးတာကိုမလုပ်ဘဲနဲ့ဒီကြီးစံဘယ်သူကပြစ်ထားလဲအရင်ရှာမှာလားအရင်မနှုတ်သေးပဲနဲ့ဒီလူတယောက်ကိုဥပမာကြီးစံခန္ဓာကိုယ်ထဲမှာကြီးစံဝင်သွားတယ်ဆိုတဲ့အခါမှာကြီးစံကိုအရင်မနှုတ်ဘဲနဲ့ဘာကိုအရင်ရှာတော့ဆိုပြစ်တဲ့လူကဘယ်သူလဲဘယ်နိုင်ငံကလှုပ်တဲ့တနတ်နဲ့ပြစ်ထားလဲသူ့နာမည်ကဘယ်သူလဲနော်ကြီးစံကဘာနဲ့လှုပ်ထားတာလဲအတိုင်းတာပမာဏဘယ်လောက်ရှိတယ်လဲဒါတွေအကုန်ပြီးမှခွဲစိတ်ပြီးထုတ်မယ်ဆိုလို့ရှိရင်ဒီလူဟာသိဖို့ပဲရှိတယ်ပေါ့ဟုတ်ကဲ့မြတ်စွာဘုရားလက်ထက်ကတော့မြားနဲ့မို့မြားနဲ့ဥပမာပေးထားတာဒီမြားဟာမြားပြစ်တဲ့လူကဘယ်သူလဲနာမည်ကဘယ်သူလဲဒီမြားကဘယ်မှာလှုပ်ထားလဲဘယ်လိုလှုပ်ပြစ်ထားလဲဘာကြောင့်ပြစ်ထားလဲစသဖြင့်လိုက်ပြီးတော့ဒါတွေစူးစမ်းလေ့လာနေမယ်မြားကိုမနှုတ်သေးပဲနေမယ်ဆိုလို့ရှိရင်မြားစုခံရတဲ့လူသိဖို့ပဲရှိတယ်ဟုတ်အဲ့ဒါလိုပဲဘုန်းကြီးတို့တွေဟာဘဝတဏှာဟာဘယ်တော့မှစဖြစ်တယ်လဲဆိုတာတွေကိုလိုက်ရှာဘဝတဏှာပယ်ဖို့မကြိုးစားပဲနဲ့ဒီဘဝတဏှာဟာဘယ်တော့မှစဖြစ်တယ်လဲလို့လိုက်ရှာနေလို့ရှိရင်အစတော့တွေ့မှာမဟုတ်ဘူးတဲ့ဟုတ်ကဲ့အစမတွေ့ပဲနဲ့ရှားနေတဲ့ပုဂ္ဂိုလ်ပဲဘဝဆုံးတော်မှာပဲရှိတယ်ဘယ်တော့မှလည်းတွေ့မှာမဟုတ်ဘူးအဲ့တော့အစကိုရှာတာကအရေးကြီးသလားအကြောင်းကိုရှာတာကအရေးကြီးသလားအကြောင်းရှာတာကလက်တွေ့ကြတယ်တဲ့ဘာကြောင့်ဖြစ်တယ်လဲဆိုတာကအရေးကြီးတယ်ဘယ်တော့ကစကျင်တဲ့အချိန်ကအစရှာတာကဘာမှအရေးကြီးဘူးတဲ့ဟုတ်ကဲ့လားဘယ်တော့ကပဲစခဲ့နော်ကဲအခုခေတ်လည်းကဲစဉ်းစားကြည့်ပေါ့ကားလေးတစ်စီးပတ်စံရှိလို့ဝယ်စီးမယ်ဆိုတော့ဝယ်စီးမဲ့ပုဂ္ဂိုလ်ကားကဘယ်ခေတ်ကပေါ်တာလဲသိမှဝယ်စီးမှလားသို့မဟုတ်ပတ်စံရှိတယ်အခုဝယ်ပြီးစီးမှလားဘယ်ခေတ်ကကားပေါ်တာတော့နေပါလေသမိုင်းကြောင်းကိုလိုက်နေမယ်ဆိုလို့ရှိရင်ကားစီးရမှာမဟုတ်တော့ဟုတ်ကဲ့လားအရေးကြီးတာကားစီးရဖို့ပဲမဟုတ်လားဆိုလိုတာကအရေးမပါတဲ့ဟာတွေကိုမလုပ်နဲ့အရေးပါတဲ့ဟာကိုလုပ်ရမယ်လို့ဒါပြောလို့ရင်ပဲဒါကြောင့်မို့လို့ဘဝတဏှာဘယ်ကစခဲ့တာဆိုတာအရေးမပါဘူးဘယ်တော့မှစကျင်တဲ့အချိန်ကစခဲ့အရေးကြီးတာကဘဝတဏှာဘာကြောင့်ဖြစ်တယ်လဲဆိုတာကအရေးကြီးတယ်တဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီသုတ္တံမှာဘဝတဏှာမှာအကြောင်းရှိတယ်လို့ပြောတယ်သူ့ဘာသူမဖြစ်ဘူးတဲ့ဘဝတဏှာဘာကြောင့်ဖြစ်တယ်လဲလို့အကြောင်းကိုမြတ်စွာဘုရားရှာပြထားဘဝတဏှာဆိုတဲ့တဏှာဟာသူကဒုက္ခကိုထုတ်လုပ်တဲ့ဒုက္ခသမုဒယသစ္စာဖြစ်တော်လဲသူ့မှာလည်းဆိုင်ရာအကြောင်းတစ်ခုရှိနေသေးတယ်အဲ့ဒီအကြောင်းတရားကဘာလို့ဆိုရင်အဝိဇ္ဇာတဲ့နော်ဘဝတဏှာဘာကြောင့်ဖြစ်ရတယ်လဲဆိုရင်အဝိဇ္ဇာကဲဒါစဉ်းစားကြည့်အဝိဇ္ဇာဆိုတာအမှန်မသိခြင်းအမှန်မသိဘူးဆိုတာအမှားသိနေခြင်းမသိဘူးဆိုတာလုံးဝမသိတာမဟုတ်ဘူးနော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားမသိလို့ရှိရင်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ဒီလိုသိပြောင်းပြန်နေသိကုန်အဝိဇ္ဇာရဲ့သဘောအဲ့ဒါအမှန်မသိဘူးဆိုတာနဲ့မသိဘူးလို့ပြောတာမဟုတ်ဘူးအဝိဇ္ဇာကသိတယ်ဗာသိတလွဲသိအမှန်မဟုတ်တာကိုသိတယ်ဆိုတော့အမှားသိနေတယ်ဟောဟုတ်ကဲ့ဒီလေဘဝဟာตายရစရာကြီးပဲလို့จิตတတ်စရာကြီးပဲကိုယ်ဘဝလေးနဲ့ကိုယ်အရှင်ကျင်းတဲ့လူတွေကအရှင်ကြီးတာလေးကြည့်ပြီးကျင့်တတ်တယ်လေตาနဲ့သမီးနဲ့မိသားစုနဲ့စီးပွားရေးနဲ့လည်းအရှင်ပြေတဲ့ဆိုဟုတ်လားလို့ပဲဒီလိုပဲထင်နေတာဟုတ်လားလို့ထင်နေလို့ပျော်လို့မှအားမရသေးဘူးဒုက္ခတွေရောက်မလာဘူးလားရောက်လာတယ်လောကကြီးကထွက်ခွက်သွားတဲ့လူတွေဟာနေလို့အားရပြီဆိုမှထွက်ခွာသွားတာလားမအားရရင်ထွက်ခွာသွားကြတာလားပျော်လို့မှအားမရသေးဘူးဟုတ်ကဲ့
ဒီလိုမှမဆုံးခင်မျက်ရည်ကျရတယ်ဆိုတာမျိုးပဲဒုက္ခဘဝသို့သောအဲ့ဒီဘဝကြီးကိုကျင့်တတ်နေတာကျင့်တတ်တွေ့တာနေဘာဖြစ်လို့တွေ့တာနေတာလဲဆိုဒီအဝိဇ္ဇာပဲအမှန်မသိဘူးကောင်းတဲ့ထင်နေတယ်အကောင်းလို့မြင်နေတယ်ဘယ်သူကနေပြီးအကောင်းမြင်အောင်ရှေ့ကနေပြီးတော့ဖန်တီးနေလဲဆိုအဝိဇ္ဇာကဖန်တီးနေတာအဝိဇ္ဇာကဖန်တီးနေသည့်အတွက်ကြောင့်ဘဝတဏှာဘာကြောင့်ဖြစ်တယ်ဆိုတာလည်းမသိဘူးဘဝတဏှာရဲ့သဘာဝကိုလည်းမသိဘူးမသိသည့်အတွက်ကြောင့်ဘဝကိုကောင်းတယ်လို့ပဲထင်နေတယ်ကောင်းနေထင်ပြီးတော့ตายဝယ်လို့ထင်နေလို့တွေ့တာနေတယ်ဟောဘဝတဏှာဟာအဝိဇ္ဇာကိုအခြေခံပြီးဖြစ်တာကြောင့်မို့လို့အဝိဇ္ဇာဘဝတဏှာရဲ့အကြောင်းတရားလို့အကြောင်းတစ်ခုရှာလို့တွေ့သွားတယ်ဟုတ်ကဲ့အကယ်၍ဒါဘဝကြီးမကောင်းဘူးตายရမကောင်းဘူးလို့သိဥနာတိဒုက္ခဝေဒနဲ့ရှိနေလို့ဘဝကြီးဟာကောင်းတဲ့ဘဝကြီးမဟုတ်ဘူးဒုက္ခတွေနဲ့အမြဲတမ်းများတယ်လို့ဘဝရဲ့အပြည့်အနာစာဘဝနဲ့ပတ်သက်တဲ့ဒါအမြဲတမ်းများတယ်လို့ဘဝရဲ့အပြည့်အနာစာဘဝနဲ့ပတ်သက်တဲ့အချက်တွေသိရှိနားလည်လာပြီအဝိဇ္ဇာပျောက်သွားပြီဆိုလို့ရှိရင်ဘဝတဏှာနောက်ထပ်ထုတ်လို့မှမဟုတ်တော့ဘူး။အလကားပေါ်လာတာမဟုတ်ဘူး။ဒီအဝိဇ္ဇာဆိုတဲ့အမှန်မသိမှုသဘာဝတရားမှလည်းပဲဆံရအကြောင်းရှိနေပြီ။သူ့နောက်ဆက်ပြီးတော့ရှာကြည့်လိုက်။ဘဝတဏှာဆိုတာကိုအဝိဇ္ဇာကထုတ်လုပ်တယ်ဆိုရင်အဝိဇ္ဇာကိုဘယ်သူကထုတ်လုပ်နေတာလဲ။အဝိဇ္ဇာဟာဘယ်သူကြောင့်ဖြစ်နေရတာလဲလို့မေးကြည့်လိုက်တဲ့အခါကျတော့နိဝရဏတရား၅ပါးတဲ့မြတ်စွာဘုရားနိဝရဏဆိုတဲ့အဓိပ္ပာယ်ကကောင်းတဲ့စိတ်တွေမဝင်အောင်ကုသိုလ်စိတ်တွေဖြစ်ပေါ်မလာအောင်ဆုတ်ပိတ်ထားတဲ့သဘာဝတရားအဲ့ဒါ၅မျိုးလို့ဇာပေကျမ်းကမှာဟောထားရှိတယ်နံပါတ်၁ကကာမိသန္တနိဝရဏကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့ခံစားလို့တဲ့လောဘစိတ်ဆန္ဒအလိုကြားလို့ရှိရင်လောဘအလိုမကြားလို့ရှိရင်ဇာပါဒလို့ဆိုတဲ့ဒေါသလူတွေမှာလောဘနဲ့ဒေါသဟာသူကလောဘရှိရင်ဒေါသရှိလာမှာပဲသိထားတယ်။ဘာလို့ဆိုတော့လောဘကြောင့်ရလာလို့ရှိရင်ကိုယ်လိုချင်တယ်မရဘူးဆိုရင်စိတ်ဆင်းရဲတယ်မလားဘူးလား။အေးအလိုကြရင်လောဘအလိုမကြရင်ဒေါသ။ဒါကြောင့်မို့လောဘတို့ဒေါသတို့ဆိုတာနိဝရဏတွေပဲကောင်းတဲ့သဘာဝတရားတွေစဉ်းစားဉာဏ်တွေကိုဆုတ်ပိတ်ထားတယ်။အသိဉာဏ်ကိုအားပြော့သွားစေတယ်အဲ့တော့အသိဉာဏ်ကိုအားပြော့သွားစေတယ်ဆိုလို့ရှိရင်မသိတဲ့မောဟကိုအားပေးတယ်လို့မပြောနိုင်ဘူးလားအေးနိဝရဏဆိုတာပညာယဒုပ္ပလိကရဏအသိဉာဏ်တွေကိုအားပြော့သွားအောင်လုပ်တယ်အားပြော့သွားအောင်လုပ်ရင်အဝိဇ္ဇာကိုအားပေးပြီးသားဖြစ်သွားတာပေါ့ဒါကြောင့်အဲ့နိဝရဏတရားတွေဟာကာမိသန္တာတဲ့ဖြာပါဒတဲ့နောက်စိတ်ဓာတ်ဆုံးနစ်မှုဖိနမိတ်တာတဲ့နော်စိတ်ထုတ်ဆုံးနေလာတဲ့ထိနာမိတ်တာစိတ်ထဲမှာတည်ငြိမ်မှုမရှိဥပန်းနေတတ်တဲ့ဥဒိစ္စနဲ့ပုဂ္ဂိုလ်စာတရားဓမ္မနဲ့ပတ်သက်ပြီးတန်တရားတွေဝင်နေတဲ့ဝိသိကိစ္စအဲ့ဒီသဘာဝတရားတွေမိမိရဲ့တဏ္ဍာမှာဖြစ်ပြီးဆိုလို့ရှိရင်သူတို့ကဘယ်သူကိုထုတ်လုပ်နေတုံးဆိုရင်အဝိဇ္ဇာတိုးဖို့အတွက်သူတို့ထုတ်လုပ်ပေးနေတာပဲဒီတရားတွေရှိနေတယ်မြတ်အဝိဇ္ဇာကတိုးလာမှာပဲအဝိဇ္ဇာတိုးရင်ဘာဖြစ်လဲခုနကဘဝတဏှာဟာအားကောင်းနေမှာပဲတန်တရားကလွတ်ဖို့ဆိုတာဘယ်တော့မှစဉ်းစားမှာမဟုတ်တော့ဘူးဟုတ်ကဲ့ဒါဖြင့်ဒီနိဝရဏတရားဆိုတဲ့ဒီတရားတွေပညာကိုအားပြော့သွားအောင်လုပ်တဲ့တရားတွေဟာလေဘာကြောင့်ဖြစ်နေရတာလဲဘယ်သူကိုအခြေခံပြီးတော့ဖြစ်နေရတာလဲဆိုတော့မြတ်စွာဘုရားကဒုစရိုက်၃မျိုးကိုအခြေခံပြီးတော့ဖြစ်နေတာပါတဲ့ဒုစရိုက်၃မျိုးဆိုတာအားလုံးသိတဲ့အတိုင်းစိတ်ရဲ့အကျင့်ဆုံးလို့ခေါ်တဲ့မနောဒုစရိုက်နှုတ်ရဲ့အကျင့်ဆုံးလို့ခေါ်တဲ့ဝစီဒုစရိုက်ခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့အကျင့်ဆုံးလို့ဆိုတဲ့ကာယဒုစရိုက်တဲ့အဲ့ဒီဒုစရိုက်တရားတွေဖြစ်ပေါ်နေမှုဒီနိဝရဏတရားတွေကိုဖြစ်ပေါ်စေတာပဲဒုစရိုက်တရားတွေဖြစ်နေမှာဆိုရင်နိဝရဏတရားတွေဟာအားကောင်းလာမှာပဲဒါဖြင့်ဒီဒုစရိုက်တရားတွေဟာအကြောင်းမဲ့ဖြစ်နေကြတာလားလူတွေဟာဒုစရိုက်အလုပ်တွေလုပ်တယ်လူတွေမှာဒုစရိုက်လို့ဆိုလိုက်လို့ရှိရင်
တမျိုးမြင်မှာနော်ဟုတ်လားသူများတတ်တာသူများအသက်တတ်တာတို့သူများဥစ္စာခိုးတာတို့မဟုတ်တာလုပ်တာတို့ဒီလောက်ပဲဒုစရိုက်လို့ထင်ကြတယ်ဟုတ်ကလားစဉ်းစားကြည့်သူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းတဲ့အတွေးဟာလည်းဒုစရိုက်ပဲနော်လူတယောက်ကိုပျက်စီးပါစေဆုံးရှုံးပါစေဒီလူဘာဖြစ်သွားပါစေညာဖြစ်သွားပါစေဒုက္ခရောက်သွားပါစေဆိုတဲ့အတွေးဟာလည်းဒုစရိုက်ပဲအဲ့ဒါတည်းမကဘူးကံကံဤအကျိုးလက်မခံတာလည်းပဲဒုစရိုက်ပဲဒုစရိုက်လို့ဆိုတာနဲ့လူတွေကသတ်မှတ်တာလားဟုတ်လားမဟုတ်တဲ့အလုပ်တွေလုပ်တာလောက်တင်ဒုစရိုက်လို့ထင်နေကြတယ်လူတွေကနော်ဒုစရိုက်10မျိုးရှိတယ်လင်ပြောတာလည်းဒုစရိုက်ပဲနော်တယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်ကလည်းဒုစရိုက်ပဲနောက်ပြီးတော့တူစိတ်ဆိုးလို့ဆဲတာလည်းဒုစရိုက်ပဲမဟုတ်တန်တရားတွေလျှောက်ပြီးတော့စကားပြောတာလည်းပဲဒုစရိုက်ပဲဟောဒုစရိုက်တွေအများကြီးနော်လူသိတဲ့ဒုစရိုက်ကတမျိုးလူမသိတဲ့ဒုစရိုက်တွေအများကြီးဒုစရိုက်ကိုမြတ်စွာဘုရား10မျိုးလို့ဟောထားတာမဟုတ်လားအဲ့ဒီထဲမှာအသိမွေဆုံးကတော့မိစ္ဆာဒိဋ္ဌိဆိုတဲ့ဒုစရိုက်ပဲမိစ္ဆာဒိဋ္ဌိကိုဒုစရိုက်လို့လူတွေကသိပြီးမသိကြဘူးနော်ကံကံဤအကျိုးကိုငြင်းပယ်ပြီးဆိုရင်ဒါဒုစရိုက်ပဲဒုစရိုက်ပဲကံကံဤအကျိုးငြင်းပယ်ဒုစရိုက်လူတယောက်သေပါစေပျက်စီးပါစေတွေးရင်ဒုစရိုက်ပဲသူများပစ္စည်းငါပစ္စည်းဖြစ်ရင်ကောင်းပါပဲဆိုတဲ့လောဘနဲ့တွေးလို့ရှင်လည်းဒုစရိုက်အဘိဓါဇာဘာရမိစ္ဆာဒိဋ္ဌိမနောဒုစရိုက်လို့ခေါ်တာအဲ့ဒါကြောင့်မလို့အဲ့ဒီဒုစရိုက်တွေဖြစ်လာပြီဆိုလို့ရှိရင်တော့နိဝရဏတရားတွေလည်းအကောင်းလာမှာပဲနိဝရဏတရားအကောင်းလာလို့ရှိရင်အဝိဇ္ဇာတွေကလည်းရှင်သန်ဖွံ့ဖြိုးနေမှာပဲအဝိဇ္ဇာရှင်သန်ဖွံ့ဖြိုးနေလို့ရှိရင်ဘဝတဏှာကလည်းပဲလမ်းဆက်နေမှာပဲတဲ့ပယ်ဖို့ဖြစ်နိုင်ပါမလားအေးကောင်းပြီဒီဒုစရိုက်တွေဘာကြောင့်ပေါ်နေတာဒုတဏ္ဍာမှာဘာကြောင့်ဖြစ်တယ်လဲလို့မေးလို့ရှိရင်မြတ်စွာဘုရားအဲ့ဒီဒုစရိုက်တွေဖြစ်နေတာမှလည်းအကြောင်းရှိသေးတယ်ဘာကြောင့်လဲဆိုရင်အိန္ဒရိယအတံဝရကိုမဆောင်စည်းတာအိန္ဒြေနဲ့ပတ်သက်ပြီးတော့မဆောင်စည်းတာအိန္ဒြေဆိုတာအိန္ဒြေဆောင်စည်းတယ်ဆိုတာကိုတလွဲနားနဲ့လူမဖြစ်ဘူးနော်အိန္ဒြေဆောင်စည်းတယ်ဆိုတာမျက်စိကတောင်ကြည့်မြောက်ကြည့်မကြည့်ဘူးလောက်ကိုအိန္ဒြေဆောင်စည်းတယ်လို့ထင်နေကြနော်အဲ့ဒါအိန္ဒြေဆောင်စည်းတာမဟုတ်ဘူးငြိမ်ငြိမ်သက်သက်နေတာလို့ပြောကောင်းပြောမယ်ပေါ့ဟုတ်လားအိန္ဒြေဆောင်စည်းတယ်ဆိုတာဘာလဲမျက်စိကမြင်တဲ့အာယုံပေါ်မှာကောင်းတာဆိုရင်လောဘဖြစ်တယ်ဒေါသမကောင်းတာဆိုရင်ဒေါသဖြစ်တယ်နော်ကောင်းမကောင်းမသိနိုင်လို့မောဟဖြစ်တယ်အဲ့ဒီလောဘဖြစ်လာတာဒေါသဖြစ်လာတာမောဟဖြစ်လာတာကိုအိန္ဒြေမဆောင်စည်းဘူးလို့ပြောတာတရားထဲကပြောတာနဲ့တူရဲ့လားရထဲကတော့ဟုတ်လားဟိုကြည့်ဒီကြည့်ကြည်ကံတောင်းပေါက်သွားတာလာတာအိန္ဒြေမရရင်အိန္ဒြေမဆောင်စည်းဘူးနဲ့ပြောကြတယ်မဟုတ်လားမြတ်စွာဘုရားဆိုလိုတဲ့အိန္ဒြေမဆောင်စည်းဘူးဆိုတာကမြင်တဲ့အာယုံပေါ်မှာလောဘဖြစ်ရင်အိန္ဒြေမဆောင်စည်းဘူးမြင်တဲ့အာယုံပေါ်မှာဒေါသဖြစ်ရင်အိန္ဒြေမဆောင်စည်းဘူးဒီလိုအဓိပ္ပာယ်မျိုးပြောတာနော်ဒါကြောင့်မို့ဘုရားရဲ့တရားတော်ကအမတန်လေးနဲ့တဲ့နဲ့နဲတယ်လို့ပြောတာအဲ့ဒီနဲ့နဲတဲ့အဆင့်ကိုရောက်ဖို့လိုတယ်အပေါ်ယံလေးတွေမကြည့်နဲ့တို့တွေအိန္ဒြေစောင့်နေဆိုတာအပေါ်ယံလေးဆိုရင်သဘာဝတရားမထင်ကြည့်တော့ဘူးအိန္ဒြေစောင့်နေဆိုစက္ကုံတရေကြီးချပြီးဒီလိုနေပြီးတယ်လို့ဒီလိုအောင်းမိကောင်အောင်းမိတယ်မဟုတ်ဘူးနားကလည်းပဲตายရတဲ့အတန်လေးကြားပြီးတော့လောဘဖြစ်တယ်မตายရတဲ့အတန်ကြားရင်ဒေါသဖြစ်တယ်အဲ့ဒါသောတိန်တွေကိုမဆောင်စည်းတာပဲနှာခေါင်းကလည်းမွေးကြိုင်တဲ့အနံ့လေးရလို့ရှိရင်လောဘဖြစ်တယ်နံစော်တဲ့အနံ့ဆိုလို့ရှိရင်ဒေါသဖြစ်တယ်ဒါအိန္ဒြေမဆောင်တာလို့ခေါ်တယ်ဒါဖြင့်အိန္ဒြေဆောင်တယ်ဆိုတာဘာလို့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်အိန္ဒြေဆောင်တယ်လို့ပြောတာအဲ့တော့အိန္ဒြေဆောင်တယ်ဆိုတာမျက်စိနားနာလျှာကိုယ်စိတ်ဆိုတာတွေကနေပြီးအာယုန်တွေနဲ့ဆက်သွယ်လာတဲ့အခါမှာထိုအာယုန်တွေကိုအကြောင်းပြုပြီးတော့လောဘမဖြစ်တာဒေါသမဖြစ်အောင်ထိန်းနိုင်တာကိုမှအိန္ဒြေကိုဆောင်စည်းတယ်လို့ပြောတာဟုတ်ကဲ့အရာထဲမှာပြောတဲ့အိန္ဒြေရှိတဲ့အိန္ဒြေဆောင်သိတယ်ဆိုတာနဲ့ဒါနဲ့တခြားစီနော်တခြားစီမဟုတ်လို့ရှိရင်လူရင်းတရားကိုမရောက်ပဲနဲ့ဖြစ်သွားတတ်တယ်ပေါ့မြတ်စွာဘုရားဟောလို့ရင်းတရားကဒါကိုပြောတာနော်အိန္ဒြိယအတ္တဝရမျက်စိနားနာလျှာကိုယ်စိတ်
6ခုစက္ကုံတရေပါဠိလိုပြောရင်သောတိန်တရေခာနိန်တရေဇီဝိန်တရေကာယိန်တရေမနိန်တရေဟောအဲ့ဒီအိန္ဒြေတွေနဲ့ပတ်သက်လာပြီးတော့အာယုန်တွေနဲ့ထိတွေ့တဲ့အခါမှာလောဘဖြစ်သွားရင်လောဘဖြစ်အောင်မထိန်ဘူးဒေါသဖြစ်အောင်မထိန်ဘူးဆိုရင်အိန္ဒြေမဆောင်စည်းတာလောဘဖြစ်အောင်ထိန်နေဒေါသလောဘမဖြစ်အောင်ထိန်နေဒေါသမဖြစ်အောင်ထိန်နေဆိုရင်အိန္ဒြေဆောင်စည်းတယ်ဒီလိုပြောရတယ်နော်အဲ့ဒီအိန္ဒြေမဆောင်စည်းမှုသည်ဒုစရိုက်တွေကျူးလွန်မှုချင်းအကြောင်းတစ်ခုပါပဲတဲ့ဒါကြောင့်မို့လို့ဒုစရိုက်တွေဘာကြောင့်ဖြစ်လာတော့ဆိုရင်အိန္ဒြေမဆောင်စည်းမှုကြောင့်ဖြစ်တာဒါဖြင့်အိန္ဒြေမဆောင်တာကြတော့ရောဘာအကြောင်းရှိသေးတော့သူ့မှာလည်းအကြောင်းရှိသေးတယ်ဒါကဘဝတဏှာကိုလေ့လာတယ်ဆိုတာသူ့နောက်ကနေ trace လုပ်တာပဲနောက်ကြောင်းခံပြီးတော့ခြေရာခံပြီးတော့လိုက်နေတာဟုတ်ကဲ့မြတ်စွာဘုရားကအကြောင်းအဖြစ်အကြောင်းမှန်ကိုတွေ့အောင်ခြေရာခံပြီးတော့လိုက်ခိုင်းတာကြည့်လေဩရဏရာတေတာဘာကြောင့်ဩရာတုံးဆိုတာတွေကိုခြေရာခံလိုက်တာပရိစ္ဆေသမုပ္ပါဒ်ကြတော့လေအေးဩရတေတယ်ဆိုတာဘာဖြစ်လို့လဲသရမရဏဩခြင်းတေခြင်းဘာကြောင့်ဖြစ်လို့လဲဇာတိကြောင့်ဖြစ်တာပေါ့ဇာတိကတော့ဘာကြောင့်ဖြစ်တာတော့ဘဝရှိနေလို့ပေါ့ဘဝဟာဘာကြောင့်ဖြစ်တာတော့ဥပါဒံအစွဲရှိနေလို့ပေါ့ဥပါဒံကြောင့်ဘာကြောင့်ဖြစ်တာတော့တဏှာရှိနေလို့ပေါ့တဏှာကဘာကြောင့်ရှိတာတော့ဆိုခံစားမှုတွေရှိလို့ပေါ့ဆိုလိုက်တာမဟုတ်လားအဲ့ဒီတိုင်းပဲဒီမှာလည်းပဲပဋိစ္စသမုပ္ပါဒ်မျိုးပဲအကြောင်းတရားတွေလေ့လာဆန်းစစ်ကြည့်တာကဲကောင်းပြီအိန္ဒြေမဆောင်ဘူးဆိုတဲ့အခြေအနေမျိုးတရားကိုရောက်အောင်ဘယ်သူကဖန်တီးပေးနေလဲဆိုတော့အတ္တတာတံပစညအမတ်တမဲ့နေတာနဲ့ဆင်ញင်သုံးသပ်မှုမရှိတာလောကလူတွေကအမတ်တမဲ့နေတာအမတ်တမဲ့နေတာကိုအတ္တတိစဉ်းစားဉာဏ်မရှိတာကအတ္တပစညအတ္တတိနဲ့အတ္တပစညနော်ဘာဖြစ်လို့တော့ဆိုရင်သွားလာလှုပ်ရှားတဲ့နေရာမှာလူတွေကအမတ်တမဲ့ပဲနေကြတယ်လေပြောပြရှိတယ်အမတ်တမဲ့ပဲပြောလိုက်ကြတာပဲလမ်းလျှောက်တယ်အမတ်တမဲ့ပဲရှောင်းလိုက်ကြတာပဲဘာလို့လို့အမတ်တမဲ့ပဲဟုတ်ကဲ့လားတတိကမျက်စိနေတာမဟုတ်ဘူးအမတ်တမဲ့နေကြတယ်ဆင်ញင်တွေးတောမှုမရှိကြဘူးဆင်ញင်တွေးတောမှုနဲ့အမတ်တမဲ့တတိကင်းမဲ့မှုနဲ့အရှင်ဉာဏ်ကင်းမဲ့မှုဒီနှစ်ခုဟာတဲ့အိန္ဒြေမဆောင်စည်းခြင်းရဲ့အကြောင်းပါပဲဒါကြောင့်မဟာတတိပဌာန်သုံးပါဆိုတာကြည်လူတွေကရိတ်တာသွားမှဒါလောက်ရမယ်လို့ထင်နေတာကိုကြည်တတိတံပညာတဲ့အာလောကိတေအာလောကိတေဝီလောကိတေပဋိက္ခန္တေအဘိက္ခန္တေပဋိက္ခန္တေသမ္ပဇာနာကာရိဟောတိမဟာတတိပဌာန်တော့ပါလေရှေ့လှမ်းနေဆိုရင်လည်းတတိရှိရမယ်နောက်ဆုံးရင်လည်းတတိရှိရမယ်စားတဲ့အခါမှာလည်းတတိရှိရမယ်စားရင်စားတယ်ဒီလိုမှတ်ခိုင်းတာဟုတ်ကဲ့တတိကိုထူထောင်တတိနဲ့တမ္ပဇညကိုထူထောင်ခိုင်းတာပဲတတိတမ္ပဇညပပ္ဖလို့ခေါ်တယ်အသေးစားလှုပ်ရှားမှုလေးဟာအလုံးဟာတတိနဲ့ပဲသွားတယ်တမ္ပဇညဆိုရင်အရှင်ရှင်တရားနဲ့ပဲသွားတယ်အဲ့ဒီနှစ်ခုမပါလို့ရှိရင်အမှတ်တမဲ့နဲ့မစင်မစားလုပ်တယ်လို့ပဲပြောရမှာပဲเนาะအေးဒါကြောင့်မို့လို့အိန္ဒိယဆောင်းရှောက်မှုမဖြစ်တာဘာကြောင့်လို့ဆိုလို့ရှိရင်အမှတ်တမဲ့နေလို့နဲ့မစင်ရင်မစင်စားလို့ဖြစ်တာတဲ့ဒါအကြောင်းတစ်ခုဒါဖြင့်အမှတ်တမဲ့နေတာရဲ့မစင်ရင်မစင်စားတာရဲ့ကရောအကြောင်းမရှိဘူးလားလို့မေးလိုက်တော့သူ့မှာလည်းအကြောင်းရှိတယ်အဲ့ဒီအကြောင်းတရားကဘာလို့ဆိုရင်အာယောနိတောမနတိကာရတဲ့မှန်မှန်ကန်ကန်နှလုံးမသွင်းတတ်တာအာယောနိတောမနတိကာယောနိတောဆိုတာမှန်ကန်တဲ့နိလန်းနဲ့မနတိကာရစိတ်ထဲမှာထားအာယောနိတောမနတိကာရဆိုတာမမှန်ကန်တဲ့အကြောင်းနဲ့စိတ်ထဲမှာထားမမှန်မကန်တွေးတယ်မမှန်မကန်စိတ်ထဲမှာမှတ်တယ်ဆိုကြတဲ့ကမကောင်းတာဖြစ်ဖို့မသေးကြပဲဘူးလားအေးအာယောနိတောမနတိကာရဆိုတာနော်မကောင်းတာအာလုံးဖြစ်ဖို့အတွက်အာယောနိတောမနတိကာရကမဟုတ်ဘူးပဲသူကပဲဖြစ်လာစတာဒါကြောင့်မို့မြတ်စွာဘုရားကယေကေစိအကုတလဓမ္မာတဗ္ဗေတိအာယောနိတောမနတိကာရမူလကာတဲ့ယေကေစိအကုတလဓမ္မာအကုသိုလ်ဖြစ်လာသည်များအလုံးဟာတဲ့အာယောနိတောမနတိကာရမူလကာအာယောနိတောမနတိကာရမှာအခြေခံပါတယ်ဒီလိုဟောတာနော်
ကုသိုလ်ဖြစ်ရတာဟာအာယောနိသောမနတိကာရကြောင့်ဖြစ်တာစဉ်းစားမှုလွဲမှားတာဟောစဉ်းစားမှုလွဲမှားလာလို့ရှိရင်အကုသိုလ်ဖြစ်မှာပဲအဲ့ဒီအာယောနိသောမနတိကာရကြောင့်မို့လို့ခုနကအမှတ်တမဲ့တို့ဆင်ញဉဏ်မဲ့တာတို့ဖြစ်ပေါ်လာတာအာယောနိသောမနတိကာရသူ့ရဲ့အကြောင်းတရားတစ်ခုပဲအဓိကအကြောင်းလေးတွေကိုမြတ်စွာဘုရားထောက်ပြတာနော်ဒါဖြင့်အာယောနိသောမနတိကာရမမမကန်စဉ်းစားတယ်ဆိုတာဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်ပြီးမှန်ကန်တဲ့တရားကြောင်းလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုမရှိတာဆိုတော့အခုသာသနာတော်နဲ့တွေ့တယ်တရားဓမ္မတွေထွန်းကားနေတယ်ယုံကြည်မှုမရှိဘဲနဲ့အမှတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပေါ့ဒီကနေ့တန်ပေါင်း 6000 နီးပါးရှိတဲ့လူဦးရေထဲမှာနော်တရားနဲ့ပတ်သက်ပြီးတော့လေးလေးစားစားစိတ်ဝင်စားပြီးလက်ခံတဲ့လူကတသန်းတောင်ပြည့်တယ်ပြည့်ဟုတ်တယ်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်ပေါင်း 5000 6000ရှိတဲ့လူဦးရေထဲမှာဘယ်လောက်နည်းသွားလဲဆိုတာစဉ်းစားကြည့်ပေါ့အဲ့တော့အမှတ်တမဲ့နေတဲ့ယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကအများကြီးပဲတရားဓမ္မနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအခုလုပ်တဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့လက်ခံယုံကြည်မှုစိတ်ဝင်စားမှုတနည်းအားဖြင့်ပတ်သက်ပြီးတရားကိုစိတ်မဝင်စားတာတတ္ထာဆိုတာတရားနဲ့ပတ်သက်ပြီးစိတ်ဝင်စားတာနော်စိတ်ဝင်စားတာစိတ်မဝင်စားလို့ရှိရင်ဥပမာပဲစိတ်မဝင်စားရင်တရားဝဲတော့မလာဘူးလေမလာဘူးတရားမနာဘူးတရားမနာဘူးဘယ်တော့မှလည်းတရားနဲ့ပတ်သက်ပြီးတော့မလေ့လာဘူးဘာဖြစ်လို့လဲစိတ်ဝင်စားအဲ့ဒါကိုပဲပြောတာတရားတရားမရှိဘူးလို့ပြောတာလူတွေကတရားတရားဆိုရင်လူရတန်းတာကိုတရားတရားရှိတယ်ထင်နေကြတာနော်လူရတန်းတာဟာတရားတရားအခြေခံတာတော့ဟုတ်တယ်လူတာကအမှန်ကိုပစ္စည်းကိုစွန့်လွတ်နိုင်လို့လူတာတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းအမျိုးမျိုးပဲလူတာဟာအကြောင်းမျိုးမျိုးရှိတယ်ပေါ့နော်အဲ့တော့လူတာနဲ့တရားတရားကောင်းတယ်လို့ပြောလို့မရဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့အမှတ်လက္ခဏာ 3 မျိုးဆိုဟောတာရှိတယ်လူတွေကသိတာဒီတစ်ခုပဲသိတယ်နော်လူရတန်းတာတစ်ခုတည်းပဲတရားတရားလို့ဒီလိုထင်ကြတယ်မြတ်စွာဘုရားကဘာလို့ဆိုလို့ရှိရင်ဒသနာကာမောသီလဝတ္တသီလရှိတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေကိုဖူးတွေ့ချင်တာတရားတရားရှိတဲ့သူရဲ့လက္ခဏာပဲဘယ်ဆရာတော်ကြီးပြင်ကျင့်သီလကောင်းတယ်ကိုကျင့်တရားကောင်းတယ်ဘယ်ပုဂ္ဂိုလ်ဖြင့်သူတော်ကောင်းကိုကျင့်တရားတွေကောင်းတယ်ဆိုရင်တွေ့ကျင်တယ်ဖူးကျင်တယ်တရားတရားရှိလို့ရှိရင်နော်ဒသနာကာမောသီလဝတ္တတတ္ထမံသောတုမိတ်စတိသူတော်ကောင်းတရားကိုနာကျင်တယ်မှန်ကန်တဲ့တရားဓမ္မတွေကိုနာကျင်တယ်သိကျင်တယ်တရားတရားရှိတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုစိတ်ဓာတ်မျိုးတွေပေါ့ဝိနည်းမစ္စေတာမလန်ကိုတယောက်တည်းသုံးဆွဲခြင်းနဲ့မစ္စရိယဆိုတဲ့တရားကိုတော်လှန်ထားပြီးတော့ကိုရှိတာကိုအများနဲ့ share လုပ်ပြီးတော့ခွဲဝေသုံးဆွဲခြင်းနဲ့အဲ့ဒီလက္ခဏာ 3 မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တရားတရားရှိတဲ့လူလို့သတ်မှတ်ပါတဲ့ဒါပြောတာနော်အဲ့ဒီတရားတရားရှိတယ်ဆိုတဲ့ထဲမှာအရင်ပထမ 2 ချက်တင်မြုပ်ဒီလားရှိတဲ့ပုဂ္ဂိုလ်တွေကိုဖူးထုတ်လေတယ်သူတော်ကောင်းတရားကိုနာကျင်တယ်ဆိုတဲ့ဒီ 2 ခုကတိမ်မြုပ်လူရတန်းတာလေးလောက်ပဲတရားတရားရှိတဲ့သူယူဆကြတာပေါ့အဲ့ဒါလို့မဟုတ်ဘူးတဲ့နော်အဲ့ဒါကြောင့်မို့လို့စိတ်ဝင်စားတာကုသိုလ်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတာတရားဓမ္မနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတာတန်တရားဥက္ကလွတ်ဖို့နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတာဒီစိတ်ဝင်စားမှုတွေအားလုံးတရားရဲ့စွမ်းအားတွေပဲလို့ဒီလိုသတ်မှတ်ရခုနပြောတဲ့အာယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးမသွင်းတတ်တာသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုအားနည်းလို့ပဲစိတ်ဝင်စားမှုမရှိလို့ပဲသို့မဟုတ်သူတော်ကောင်းတဲ့တရားနဲ့ပတ်သက်ပြီးတော့ယုံကြည်ချက်မရှိလို့ပဲဒါအကြောင်းတရားတစ်ခုလို့ဒီလိုမြတ်စွာဘုရားဟောတယ်နော်ဒါဖြင့်ဒီမယုံကြည်မှုဆိုတဲ့တရားတရားကင်းမဲ့နေတဲ့အခြေအနေတရားဟာဘာကြောင့်ဖြစ်ပေါ်လာတာလဲသူ့မှာလည်းဆိုင်ရာအကြောင်းတစ်ခုရှိတယ်တဲ့အဲ့ဒီအကြောင်းတစ်ခုကဘာတော့ဆိုလို့ရှိရင်အတ္တဓမ္မသဝနာတရားမနာလို့တရားနာမှ
သူကတရားတရားနဲ့တိုးတက်လာတာတရားနာခြင်းဒီတရားတရားကိုဖြစ်ပေါ်စေတတ်တယ်ပေါ့ဒါကြောင့်မလို့တရားမနာခြင်းဒီတရားတရားကိုဖြစ်ပေါ်မှုမဖြစ်စေဘူးတဲ့တရားကင်းမဲ့မှုကိုဖြစ်စေတတ်တယ်အတ္တဓမ္မသဝနာသူတော်ကောင်းတရားကိုမနာယူခြင်းဒီတရားတရားကင်းမဲ့ခြင်းသို့မဟုတ်သူတော်ကောင်းတရားနဲ့စိတ်ဝင်စားခြင်းဆိုတဲ့တရားတရားကင်းမဲ့မှုဖြစ်ပေါ်စေတတ်တယ်သူအကြောင်းကအဲ့ဒါနော်ကဲဒါဖြင့်သူတော်ကောင်းတရားကိုမကြားနာတာဟာဘာကြောင့်လို့မေးလိုက်တဲ့အခါကျတော့အတ္တပုရိသတန်တေဝသူတော်ကောင်းတွေနဲ့မရှိတတ်ဘူးမပေါင်းသိဘူးမဆက်ဆံဘူးသူတော်ကောင်းနဲ့ပေါင်းသိဆက်ဆံမှုမရှိသည့်အတွက်ကြောင့်သူတော်ကောင်းတရားမနာရတာပေါ့ဟောဒီအကြောင်းနှစ်ခုကဒေတာစဉ်းစားကြရလို့ရှိရင်ဗဟိတ external condition လို့ခေါ်အပြင်ကအကြောင်းတရားနှစ်ခုခန္ဓာတွေကအားလုံးကိုယ်တဏ္ဍာမှာရှိတဲ့အကြောင်းတရားတွေရှိတယ်ကဲဘဝတဏ္ဍာကိုလေ့လာလိုက်တာဘဝတဏ္ဍာဟာဘာကြောင့်ဖြစ်တုံးဆိုအဝိဇ္ဇာကြောင့်ဖြစ်တာတဲ့အဝိဇ္ဇာရှိနေလို့ဘဝတဏ္ဍာရှိတာဒါဖြင့်အဝိဇ္ဇာဘာကြောင့်ဖြစ်တာတုံးဆိုနိဝရဏကြောင့်ဖြစ်တာနိဝရဏတရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုဒုစရိုက်တွေရှိနေလို့ဖြစ်တာဒါဖြင့်ဒုစရိုက်တွေကဘာကြောင့်ဖြစ်တာတုံးဆိုအိန္ဒိမဆောင်သိလို့ဖြစ်တာအိန္ဒိမဆောင်စည်းတာဘာကြောင့်ဖြစ်တာလဲဆိုအမှတ်တမဲ့နဲ့ဆင်ញင်စဉ်းစားမှုကင်းမဲ့လို့ဖြစ်တာဟောအမှတ်တမဲ့ဆင်ញင်ကင်းမဲ့ဆင်ញင်ဉာဏ်ကင်းမဲ့တာဘာကြောင့်လို့ဆိုရင်အေးမှန်မှန်ကန်ကန်မတွေးလို့ဖြစ်တာတဲ့အာယောလိကောမနတိကမှန်မှန်ကန်ကန်မတွေးတာဘာလို့ဆိုစိတ်မဝင်စားလို့တဲ့အတ္တတရားယုံကြည်မှုကင်းမဲ့လို့ဖြစ်တာယုံကြည်မှုကင်းမဲ့နေတာဘာကြောင့်လို့ဆိုသူတော်ကောင်းတရားကိုမနာလို့ဒါဖြင့်သူတော်ကောင်းတရားမနာတာဘာကြောင့်ဖြစ်တာတော့ဆိုသူတော်ကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံမှုမရှိလို့ဟောဒီလိုသွားတာနော်အဲ့ဒါလိုဘဝတဏရဲ့အကြောင်းကိုဒီလိုလေ့လာကြည့်လို့တော့ရအဲ့လိုမဟုတ်ဘဲနဲ့ဘဝတဏဘယ်ကစသလဲဆိုတာကိုတော့လေ့လာလို့မရဘူးတဲ့အစကိုတော့ရှာလို့မရဘူးသို့တော့ဘဝတဏဒီပုံစံနဲ့ဖြစ်လာတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒီတုတ်တံမှာအေးသူတော်ကောင်းတွေနဲ့ပေါင်းတင်ဆက်ဆံမှုမလုပ်ဘူးသူတော်ကောင်းတွေကိုစိတ်ကမှုမလုပ်ဘူးဆိုလို့ရှိရင်သူတော်ကောင်းတရားကြားနာခွင့်မရှိနိုင်ဘူးတဲ့သူတော်ကောင်းတရားကြားနာခွင့်မရှိဘူးဆိုလို့ရှိရင်သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုနဲ့စိတ်ဝင်စားမှုမဖြစ်နိုင်ဘူးတဲ့ယုံကြည်မှုနဲ့စိတ်ဝင်စားမှုမရှိဘူးဆိုရင်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုဆိုတဲ့ယောနိသောမနတိကာရမရှိနိုင်ဘူးတဲ့မှန်မှန်ကန်ကန်စဉ်းစားမှုမှမရှိလို့ရှိရင်တတိထားရမှာတို့ဆင်ញဉာဏ်ရှိရမှာတို့မလုံနိုင်ဘူးတဲ့တတိအမှတ်တမဲ့နေတာတို့ဒါမျိုးတွေဖြစ်လာမယ်အေးတတိထားရမှုဆင်ញဉာဏ်ကင်းမဲ့မှုတွေရှိပြီဆိုလို့ရှိရင်အိန္ဒြေကိုမထိန်းနိုင်ဘူးတဲ့အိန္ဒြေကိုမထိန်းဘူးဆိုလို့ရှိရင်ဒုစရိုက်တွေတခုကျွလွန်မှာပဲဒုစရိုက်ကိုကျွလွန်ပြီဆိုလို့ရှိရင်နိဝရဏတရား၅ပါးရဲ့အဆုတ်ပိတ်ကိုခံရမှာပဲတဲ့နိဝရဏတရား၅ပါးရဲ့အဆုတ်ပိတ်ကိုခံလိုက်ရတာနဲ့တပြိုင်နက်အမှန်ကိုမသိနိုင်တော့ဘူးဆိုတဲ့အဝိဇ္ဇာပေါ်လာမှာပဲအဲ့ဒီအဝိဇ္ဇာတွေအကောင်းနေတဲ့များကာလပတ်လုံးဘဝတဏှာဆိုတဲ့ဘဝပေါ်မှာတက်တာမှုကဘယ်လိုမှဖြတ်လို့မရဘူးတဲ့ဟောတယ်လို့အကြောင်းအကျိုးဆက်ပြီးတော့မြတ်စွာဘုရားဟောထားတာဖြစ်ပါတယ်နော်တင်္ဂုတ္တရနိတေဘဝတဏှာတုတ်တံမှာမြတ်စွာဘုရားအခုလိုအကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့ဟောကြားထားတာဖြစ်လို့ဘုန်းကြီးတို့တွေတရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘဝတဏှာကိုဖယ်ရှားပြစ်ချင်တယ်ဆိုလို့ရှိရင်ဘယ်ကစဖယ်ရမလဲသူတော်ကောင်းတွေပေါင်းတင်ဆက်ဆံမှုဆိုတာကစလောက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့လားသူတော်ကောင်းတွေပေါင်းတင်ဆက်ဆံပြီးတော့ဘာလို့သူတော်ကောင်းတရားနာဖို့လိုရတယ်သူတော်ကောင်းတရားနာလို့ရှိရင်ဘာဖြစ်လဲတရားတွေဖွင့်ဖြိုးလာမယ်သူတော်ကောင်းတရားပေါ်မှာစိတ်ဝင်စားလာမယ်သူတော်ကောင်းတရားစိတ်ဝင်စားလာလို့ရှိရင်မှန်မှန်ကန်ကန်တွေးတောဆင်ခြင်မှုဆိုတဲ့ယောနိတော်မနတိကာရရလာမှာဖြစ်တယ်မှန်မှန်ကန်စဉ်းစားဆင်ခြင်တဲ့ယောနိတော်မနတိကာရရလာကြတဲ့ကသူကအရာရာမှာတတိရှိလာတယ်ဆင်ញဉာဏ်ရှိလာတယ်အရာရာမှာတတိတွေရှိလာပြီဆင်ញဉာဏ်ရှိလာပြီဆိုရင်အိန္ဒြေကနေပြီးတော့လောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တတ်လာတယ်လောဘဒေါသမဖြစ်အောင်အိန္ဒြေကိုထိမ့်သိမ်းတတ်လာလို့ရှိရင်ဒုစရိုက်တွေကိုမကျူးလွန်တော့ဘူးဒုစရိုက်တွေကိုမကျူးလွန်တော့ဘူးဆိုလို့ရှိရင်နိဝရဏတရားတွေဟာအားပြော့ပြီးတော့ဖယ်ရှားပြီးသားဖြစ်ပါလိမ့်မယ်နိဝရဏတရားတွေမရှိတော့ဘူးဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာလည်းမရှိတော့ဘူးအဝိဇ္ဇာမရှိတော့ဘူးဆိုတာနဲ့တပြိုင်နက်ဘဝတဏှာယတ္တိနိုင်စွာမရှိတော့ပါဘူးတဲ့ဒါပြောတာနော်အဲ့ဒါလို့အကြောင်းနဲ့အကျိုးဆက်ဆက်နေတဲ့
အခြေအနေအရရကိုလေးလာသုံးသပ်ပြီးတဲ့အခါမှာဘဝတဏှာကိုတို့ဘယ်လိုကစဖယ်ရှားရမလဲလို့အလုံးတရားချင်းခင်သူတော်စင်ပြိဿတ်တို့သဘောပေါက်သွားပြီနော်ဘဝကြီးကိုတို့တွေ့တာနေတဲ့ဘဝတဏှာကိုဖယ်ရှားကြလို့ရှိရင်စာလုံးကစမယ်ဆိုလို့ရှိရင်သူတော်ကောင်းတရားသူတော်ကောင်းတွေကိုစိတ်ကမိဝဲဖို့သူတော်ကောင်းတရားနာဖို့ဟုတ်ကဲ့တရားဆွမ်းအားတွေထက်အောင်လုပ်ဖို့မှန်မှန်ကန်ကန်စဉ်းစားရတဲ့အသိဉာဏ်တွေရှိဖို့တတိတံပညာတွေထက်သန်ဖို့အိန္ဒြေတွေကိုထိမ့်သိမ်းဆောင်ရှောက်တတ်ဖို့ဒုစရိုက်တရားတွေကိုရှောင်ရှားဖို့နိဝရဏတရားတွေကိုဖယ်ရှားလို့အမှန်မသိတဲ့အဝိဇ္ဇာပျောက်သွားပြီဆိုလို့ရှိရင်တော့ဘဝကြီးပေါ်မှာတွေ့တာနေတဲ့ဘဝတဏှာလည်းပြတ်သွားမှာပါတဲ့အဲ့ဒါလို့မှမဟုတ်ဘူးဆိုလို့ရှိရင်ဆင်ငယ်ဆင်ငယ်နဲ့ဘဝတဏှာကရှင်သန်နေမှာဖြစ်ပါလေဘဝတဏှာပြတ်သွားခြင်းဒီပင်ယောတတ္တယေဝတဏှာယအတိတဝိရာဂနိရောဓောသာကောပฏิနေတဲ့ကောမုတ်တိအနာမေယောဆိုပြီးတော့မြတ်စွာဘုရားဟောထားတာမဟုတ်လားအဲ့ဒီတဏှာကိုဖယ်ရှားပစ်ခြင်းဆုံးလို့ပစ်ခြင်းဒီပင်ဒါဒုက္ခနိရောဓဒုက္ခချုပ်ငြိမ်းခြင်းဖြစ်တယ်လို့ဒုက္ခတွေအလုံးချုပ်ငြိမ်းသွားခြင်းလို့ရှိရင်တော့ဟောဒီဘဝတဏှာကိုကျွင်းမဲ့ဖယ်ရှားပစ်လိုက်ရမယ်ကျွင်းမဲ့ဖယ်ရှားပစ်ခြင်းဖြင့်တဏှာဝဆင်းရဲတဲ့မှာခန္ဓာလဲလဲဒုက္ခရောက်နေတဲ့ခန္ဓာလဲလဲဒုက္ခနှိမ့်ဆက်နေတဲ့ဒုက္ခတရားတွေကလွန်မြောက်သွားပြီထိုဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားတဲ့ဒုက္ခនិရောဓလို့ဆိုတဲ့နိဗ္ဗာန်အငြိမ့်တိုက်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီကိုယ်ကသဘောကျပြီးကျင့်ကြံကြိုးကုပ်အထောက်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာနေရန်กว่าသံဃာကြပါစေတတ္တဝါများစွာနေရန်กว่าသံဃာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြည့်ပါစေဓမ္မောတကံပိဝိတဝါနဝိတာသဗ္ဗေသမှုဟတံအစရာမရာပိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားရှိကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗေပုစာညစ်နောက်ကိလေသာအဆွေတောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္စပဲတွင်ရမတင်တကဲ့သို့ကင်းစင်သိမ်းပြောက်ပေမရောက်အောင်ပေချောအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲกว่าနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောဒီဒီကောင်ကိလေသာဟုပုခသိကင်းခြင်းရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်တို့သာရောတရားဖြစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်ဖြင့်များတို့သည်ယန္တုပါရမီအဆင့်ဖြင့်မြင်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း